ကိုအိတ်တော့မှာလားအာဖျားလေးရှိခိုးပါအောင်ခင်ဗျာထိုင်လိုက်တခြားလေးဥတော်အတက်ကလေးကိုပဲနာနော်ဟုတ်တယ်အတက်ကလေးမိတ်တဲ့ကလေးကိုဖမ်းတာလေဖမ်းတာကြောလိုက်ဥတော်ကြောလိုက်ဥတော်ဖျားတော်ရလားအဲ့ဒါကြောပါလေဖျားလို့တဲ့အချိန်ပြောကြောပါလေဖျားလို့အချိန်ပြောအဲ့ဒါဒီအချိန်ပြောဖျားလန့်တော့ကြောပါလေရှင်ဖျားဟုတ်ပြီတစ်ချိန်နှစ်ချိန်သုံးချိန်မှာဖျားတူပြောပြီးပါပြီဖျားလို့